နေတော့ကောင်းတယ်အခုတတိတစ်တော့မှ line ပေါ်မှာရှိနေပြီဆိုကြရနေတော့ကောင်းတယ်ပါကမှမဟုတ်ဘူးဟုတ်တယ်နော်ရီစားလည်းမရနိုင်ဘူးဟုတ်တယ်ဒီတော့ရှိလိုက်အေးပါမမဟုတ်တဲ့ရုပ်တွေကုံဝေးဖို့လို့လုပ်ရမလားချောင်းကပိတ်ခဲ့တာဒီတော့ရီစားလည်းရမှာမဟုတ်ဘူးเนาะ2026ရောက်တော့မှဘာရှိလဲအေးဘာမှမရှိဘူး Happy New Year ပါရပြီတွားရတော့တွားအဒီကအဲ့ဒါ အော်ဂျင်ပါလို့ရတယ်